ကိုလူစီယာရှိပါတယ်အင်မတန်ကိုလည်းကျွန်တော်တို့ရှိကိုဒီနေ့မှာကျွန်တော်ဖိတ်ကြားထားတဲ့အဲ့ဒါလူကြီးမင်းများပရိသတ်များကျွန်တော်တို့မိတ်ဆွေများမင်းသားပြည်နှစ်ယောက်ထဲနဲ့ဇာတ်လမ်းဖြစ်တဲ့ကားမျိုးတွေကိုလည်းများများအားပေးမယ်ဆိုလို့ရှိရင်နောက်ပိုင်းတစ်ယောက်ထဲနဲ့ဇာတ်လမ်းဖြစ်တဲ့ကားမျိုးတွေလည်းပေါ်လာနိုင်ပါတယ်ဒီအတွက်ကြောင့်မလို့ရွှေရှင်တွေကိုအများကြီးဒီလိုမျိုးဝန်ရအားပေးဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်